စီးတီးနဲ့ပွဲကရိုရိုရဲ့ခြေစွမ်းကိုချီကျူးသွားခဲ့တဲ့အမိုရင်အားလုံးပဲမင်္ဂလာပါ United Fan ရဲ့အတွက်ခဏဆောင်ကတည်းကသတင်းတွေကိုတင်ဆက်ပေးနေတဲ့ Game Time ကလေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Man City နဲ့ပွဲကရိုရိုရဲ့ခြေစွမ်းကိုချီကျူးသွားခဲ့တဲ့အမိုရင်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါManchester United အသင်းနဲ့ Manchester City အသင်းတို့ရှင်ပြိုင်ကစားခဲ့တဲ့ Manchester Derby ပွဲစဉ်ကတော့တရေရလနဲ့ပဲပြီးဆုံးသွားခဲ့တာပါ။ပရိသတ်တွေအနေနဲ့ပြိုင်ဆိုင်မှုပြင်းထန်မဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုကြည့်ရမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ပွဲကတော့တော်တော်လေးကိုပြင်းဖို့ကောင်းခဲ့ပြီးဂိုးမရှိတရေနဲ့ပဲပြီးဆုံးသွားခဲ့တာပါ။ဒီပွဲမှာတွင်းဂိုးတွေတကူမှမြင်တွေ့ခဲ့ရခြင်းမရှိတာကတော့နှစ်သင်းစလုံးရဲ့နောက်တက်နဲ့ဂိုးသမားတွေကအကောင်းဆုံးပုံစံမှာရှိနေခဲ့ကြတာကြောင့်ပါပဲ။ Manchester United အသင်းရဲ့နီးပြဖြစ်တဲ့ Ruben Amorim ကတော့ဒီပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ပြင်သစ်ဆယ်ကျော်သက်ဗဟိုခန်းစစ်မှုလန်နီရိုကိုချီကျူးသွားခဲ့ပါတယ်။ရိုကတော့ Man City အသင်းနဲ့ပွဲစဉ်မှာအသင်းရဲ့ဗဟိုခန်းစစ်မှာပွဲထွက်ကစားပြီးခြေစွမ်းပြခဲ့တာပါ။ Man City တိုက်စစ်ကတော့ရိုကိုကြော်ဖြတ်ပြီးဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ရိုကဒီပွဲစဉ်မှာပိတ်ဆို့ကာကွယ်မှုတွေရှင်းထုတ်မှုတွေပြုလုပ်ထားနိုင်ခဲ့တယ်လို့တိုက်စစ်ထီတက်ပြီးဘောလုံးချဝေမှုတွေပါလှုပ်ထားနိုင်ခဲ့တာပါ။ပွဲပြီးမှာတော့အမိုရင်ကရိုရဲ့ခြေစွမ်းပေါ်အခုလိုချီကျူးလာခဲ့တာပါ။ဂျိုလိုကစားသမားမျိုးကသူ့မှာရှိတဲ့အရေးသွေးတွေအားလုံးကိုပြသနေပြီးတော့ဒါကိုမြင်တွေ့ရတာတကယ်ကိုကောင်းမွန်ပါတယ်လို့ပေါ်တူဂီသားနီးပြအမိုရင်ကချီကျူးသွားခဲ့တာပါ။အသက်19နှစ်အရွယ်ရိုကတော့ပြင်သစ် Ligue 1 Club လိုင်းလီအသင်းကနေ United အသင်းစီကိုပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့တုန်းကပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအကြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ Game Time Group Page လေးကို Like and Follow လုပ်ပြီးဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်ဒီကုန်းချုပ်လိုက်ပါတယ်